အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညခိုင်ပါကျမဒီနေ့ပါကြနံပါတ်3 sharing လုပ်မလဲဆိုရင် because next so ရဲ့ခွာချက်ချက်လေးကိုပြပြပါမယ် because next so ကဘာကွာလဲပေါ့နော်နည်းနည်းခက်စင်စင်လေးဆိုတော့လွဲကြပါတယ်တကယ်တမ်းက because က reason မှာအကြောင်းပြချက်ကိုပြောချင် because နဲ့ပြောရတယ် why နဲ့မင်း because နဲ့ဆက်တယ်ပေါ့နော်ကလေးတွေခဏခဏတုံးတယ်ပေါ့နော် for example အနေနဲ့ပြောရရင်တော့ကျမတို့ for example နဲ့ပြောရရင်တော့နော် I didn't go to school because I was 6ကျွန်တော်ကျမဖျားနေတဲ့အတွက်ကြောင့်ကျောင်းမသွားခဲ့ဘူးကျောင်းမသွားနိုင်ခဲ့ဘူးပေါ့နော်ကျောင်းမသွားခဲ့ဘူး I didn't go to school because I was 6အဲ့လိုသုံးပါတယ် so ကကြတော့ result ပါရလာတဲ့ result ကိုပြန်ပြောပြခြင်း so နဲ့ပြောပါတယ်စောနာဆန်းနဲ့စီပြောင်းမြန်ရေးပါတယ်ဘယ်လိုလဲဆိုရင် I was 6 so I didn't go to schoolဖြားနေတယ်ကျမဖြားနေတယ်ဒါကြောင့်မလို့ကြောင်းမသွားနိုင်ခဲ့ဒါပါ so နဲ့ because နဲ့ so နဲ့အဲ့ဒါကွာတာပါ because က reason မှာ so က result ပါရလာတဲ့အဲ့ reason အကြောင်းအရာတစ်ခုကိုပြောပြီးသားဟိုမှာအဲ့ဒီအတွက်ကြောင့်ဒါမလုံနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းအရာကိုပြောချင်ရင် result ထွက်လာတဲ့အကြောင်းအရာကိုပြောချင်ရင် so နဲ့ပြောပါတယ် because နဲ့ so နဲ့နည်းနည်းစင်တူရိုးမလေးဖြစ်လို့ကျွန်မဒီကြောင်းအရာလေးလာ sharing လုပ်တာပါဒီနေ့ဗီဒီယိုဒါတော့လောက်ပါပဲ bye bye ပါရှင်